မင်္ဂလာပါတမီးသားဆောင်တဲ့တစ်ခုကအတူရှိနေတဲ့အချိန်မှာတာယာပြီးတော့ခဏလေးဝေးသွားတဲ့အချိန်မှာသူ့ဘက်ကမူပြတ်တယ်သူ့ဘက်ကမူပြတ်သွားတယ်ပြောဆိုခေါ်ပြောရအစားပေါ့နော်သူ့ရဲ့လောက်ရက်တွေအစားမမိပေါ်ကိုစိတ်မပါတယ်လို့မျိုးမမိကိုလေးမထားတဲ့ပုံစံမျိုးတွေကြုံတွေ့နေရတယ်ဆိုရင်ပေါ့နော်တမီးသားဆောင်တဲ့ပဲဖြစ်ဖြစ်အိမ်အောင်တယ်ပဲဖြစ်ဖြစ်အိမ်အောင်တယ်ဆိုရင်လည်းမျိုးသားဖြစ်သူကတင်းတင်းချင်းမှာတွားပြီးတော့ကားမောင်းတာပဲဖြစ်ဖြစ်အလုပ်တလုပ်တာပဲဖြစ်ဖြစ်ပေါ့နော်မိမိနဲ့ပြန်လာတဲ့ချိန်မှာတူနေရအဆင်ပြေပေမဲ့သူပြန်ထွက်သွားတဲ့ခါကျရင်မိမိပေါ်ကိုပြောဆိုဆက်ဆံမှုတွေအစအဆင်မပြေတော့ဘူးအဲ့တော့ဘယ်လိုဖြစ်သွားကြတော့အပေါ်မှာပြောသလိုမျိုးအတူရှိတဲ့ချိန်မှာတော့အဆင်ပြေပြီးတော့အတူမရှိတဲ့ချိန်ကျရင်လုံးဝတာယာမှုမရှိဘူးဖုန်းလည်းကန်ရင်မကန်ဘူးပေါ့နော်စာပို့လည်းပြန်ရင်မပြန်ဘူးသူလုံးချင်အောင်ပဲသူလုံနေတော့တာပေါ့နော်မိမိနဲ့ရှိနေတဲ့အချိန်မှာတော့ကြတော့အပိုးချိုးပြီးတော့မိမိနဲ့ဝေးသွားတဲ့အချိန်မှာကြတော့ဇောင်းလေးလှုပ်လိုက်တဲ့မြင်းလိုပဲခုံပေါက်ထွက်သွားပြီးတော့ပျော်မြူးနေတဲ့ပုံစံမျိုးတွေကြုံနေရတယ်ဆိုရင်ပြုလုပ်လို့ရတဲ့အစဉ်ရတရားလေးတစ်ခုပြောပြပေးမယ်နော်မိမိနဲ့အတူတူရှိတဲ့အချိန်မှာတာယာမှုရှိသလိုမိမိနဲ့ဝေးတဲ့အချိန်မှာလည်းသူ့ရဲ့ဂရုစိုက်မှုကိုအဝေးကနေပြီးတော့မိမိကလှမ်းပြီးတော့အဝေးကနေပြီးတော့သူ့ရဲ့ဂရုစိုက်မှုကိုရစေခြင်းတယ်ဆိုရင်အလွယ်ကူဆုံးရတရားတစ်ခုပြောပြပေးပါမယ်တင်မောသီးတစ်လုံးလိုပါမယ်နော်တင်မောသီးတစ်လုံးမှာသူ့ရဲ့အမည်နဲ့နာအောင်ရေးလိုက်ပါရေးပြီးသွားတဲ့အခါကျရင်ကျန်တဲ့ကိစ္စတော့မိမိရဲ့ရင်တွင်းပြနော်မိမိရဲ့ရင်တွင်းပြကိုထည့်ရေးပါတင်မောသီးမှာရေးရမယ်နော်တင်မောသီးအလုံးမှာရေးရမယ်ရင်တွင်းပြခံစားချက်ကတော့မိမိရေးငါ့ကိုဖုန်းဆက်ပါငါ့ကိုဆက်သွယ်ပါငါ့ကိုချစ်ပါငါ့ကိုလိုလိုက်ပါဒါတွေကတော့ကျွန်တော်ထည့်ပြောပေးလို့မတင်တော့ဘူးလေနော်အားကြောင့်ကိုယ့်ဘာကိုထည့်ပြီးတော့အဆင်ပြေတဲ့ဟာကိုရေးပါရေးပြီးတော့ခင်ဗျာသူ့ရဲ့နေနံညွန့်9ညွန့်လိုမယ်နော်နေနံညွန့်9ညွန့်အဲ့တင်မောသီးမှာ site ထည့်ပေးရမယ်တင်မောသီးမှာ site ထိုးတာပြလိုက်ထိုးပြီးတော့မိမိရဲ့အိမ်ဖျားမှာလှူလို့ရတယ်နော်မိမိရဲ့အိမ်ဖျားမှာဖျားကိုလှူထားပေးလိုက်နံပါတ်1တင်မောသီးမှာသူ့ရဲ့အမည်နေနံကိုရေးမယ်ဘာနဲ့ပဲရေး software နဲ့ပဲရေး collection နဲ့ပဲရေးကြိုက်တာနဲ့ရေးလောက်ရမယ့်ချိန်ရတယ်ဘယ်ချိန်ပဲလုပ်ရတယ်အဆင်ပြေတယ်နာမည်ရေးမယ်တင်မောသီးမှာအမည်နေနံရေးပြီးသွားတဲ့ခါကျရင်နံပါတ်2ကကြတော့သူ့ရဲ့နေနဲ့ညွန့်9ညွန့်ကိုတင်မောသီးမှာ site ထိုးရမယ်နော်တင်မောသီးလုံးမှာ site ထိုးရမယ်ဒီဗီဒီယိုဖိုင်ကြည့်ချင်းအပြည့်တချို့မျိုးသမီးမျိုးသားတွေကြတော့အဆောင်မနေတာရှိရနော်အဆောင်မနေတဲ့သူတွေရှိရနိုင်ငံခြားကနေပြီးတော့အားပေးနေတဲ့သူတွေရှိရတချို့ကကြတော့အဆင်မပြေဘူးဘုရားကျောင်းတော်မရှိဘူးနိုင်ငံခြားရောက်နေတဲ့သူတွေဆိုရင်လည်းအဆောင်မနေကြတာမို့လို့ဘုရားကျောင်းတော်မရှိဘူးဆိုရင်ဗမာထားရမယ်ဆိုတော့ကိုယ့်ရဲ့အိမ်ခန်းဒါမှမဟုတ်ကိုနေတဲ့အခန်းတစ်ခုမှာဖះလို့လူလို့မရတော့ဘူးပေါ့နော်ဖះမရှိတော့ဖះလို့လူလို့မရတော့ဘူးဒီရတရားကိုတက်ဆင်ထားလို့ရတာပေါ့နော်စပွဲတစ်ခုပေါ်တင်ထားတာတော့မိမိအိတ်တဲ့ခေါင်းရင်းမှာထားတာတော့စပွဲကုံပေါ်တင်တာတော့ရတယ်အကြိုက်လို့လုပ်လို့ရတယ်နော်ဖះเจ้าတော်ရှိရအစဉ်ပြေးသူကြောင့်လည်းဖះเจ้าတော်မှာလူထားပေးရမယ်နော်တချို့ကြမယ်တော့လေလာပြန်အောင်အိမ်အဖေမေတိမှာကြောက်လို့လုပ်လို့မရပါဘူးပေါ့အဲ့လိုမျိုးကြရင်ဘယ်လိုလုပ်မလဲဆိုရင်တော့မွေးနံဖះတစ်ခုတွားပြီးတော့မိမိရဲ့တက်ဆိုင်တဲ့သူပေါ့မိမိချစ်သူတော့မိမိရဲ့အိမ်အောင်ပဲမွေးနံဖះကိုသွားသူကတနင်္လာသားဆိုရင်တနင်္လာတောက်မွေးနံတောက်ကိုသွားသူကအင်္ဂါသားဆိုရင်အင်္ဂါတောက်ကိုသွားပြီးတော့ဒီတင်မောသီးရတရားကိုသွားပြီးထားပြီးလှူဒန်းပေးလိုက်နော်ပြီးရင်မိမိဖြစ်ချင်တဲ့အကြောင်းအရာအားလုံးဆူတောင်းခဲ့ပါနှစ်ပတ်မကြောက်ကြိုးထူပါလိမ့်မယ်အားလုံးပဲစင်ပြေကြပါစေ